အခုလိုင်းပေါ်မှာတက်လာတယ်ဝေးတစုံလုံးဝေးတစုံသိန်း9000တောင်ရတယ်လို့သိန်း900လားသိန်း9000လားမသိဘူးအဲ့ဒါငါရင်းမလို့အဲ့ဒါရင်းပြီးတော့ငါနင်တို့မိသားစုနင်သားရောအကုန်လုံးတင်းအောင်တင်းနဲ့ထားမလို့ငါတော့ဒီရင်းမှာရင်းမိဆိုရင်လာမလုံးနဲ့သူကပစ္စည်းမခိုးမဖွဲ့ဘူးငါအမေပေးလိုက်တဲ့ပစ္စည်းနဲ့ငါရောင်းစားပြီးတော့ငါလှုပ်စားမှာအဘောနားလေလားညာနေပြောရတဲ့ပုံစံလေးငါဒီနေ့မှနာလုံးလုံးလို့အဲ့ဒါကိုယ်ဖြုတ်ရောက်မှာနေကျင်တတ်လားပြော ဒီနေ့စကြောင်ရင်ဖူးမှန်စီနေပိုင်ပစ္စည်းနေရာကိုလှုပ်ရှင်တာတော့စိတ်ဝင်စားဟာလာပြီဘူးလား ငါတခုဖြစ်ပြီဆိုရင်ငါပစ္စည်းငါဥစ္စာငါချထားတာဘာညာနဲ့အခုငါကိုယ်ဖြုတ်ရောက်တဲ့ကိစ္စမှာနေနဲ့မဆိုင်ဘူးငါသားရှိရတဲ့ငါဖြုတ်ရောက်မှာနှလုံးလုံးရောက်မှာကိုယ်ဘူးအခုလိုင်းပေါ်မှာတက်လာတယ်ဝေးတစုံလုံးဝေးတစုံသိန်း9000တောင်ရတယ်လို့သိန်း